ကိုကအမျိုးသမီးတယောက်အနေနဲ့ဒီလိုလက်ခဏလေးလေးဖြစ်နေပြီဆိုရင်မပေါ်စားပဲနဲ့ယူဆိုင်တင်တယ်ပေါ့နော်မကျူးဆိုလို့ရှိရင်အဓိကအဖြစ်မဲ့ကျတို့အမျိုးသမီးတွေကခန္ဓာကိုယ်ကျန်းမာရေးဆိုတာကတအိမ်ကျန်းမာရေးပေါ့နော်အဓိကအထူးသဖြင့်အနေနဲ့ဓမ္မထာလေးတွေမှန်ရဲ့လားဆိုတာကိုယူဆိုင်ရပါမယ်ဓမ္မထာတလားနဲ့အထက်နှစ်လားနဲ့အထက်ကျော်နေပြီဆိုရင်တော့မပေါ်စားပဲနဲ့ကိုအတွက်တင့်တော်မဲ့ supplement လေးတွေကိုတောက်တင်တယ်ပေါ့နော်မကျူးတို့ကဓမ္မထာထိန်သွားပြီဆိုတာနဲ့မကျူးတို့မျိုးသမီးတွေမှာကအရန်ကိုမှတော့ပြဿနာတွေရမ်းများတယ်တားရည်တွေဆောက်ကက်လာတာမဲလာတာဝါလာတာပိန်လာတာအဖို့တွေအများကြီးထွက်လာတာမျက်နှာမှာပေါ့နော်ဒါတွေကိုရှိတယ်မကျူးကတော့လက်မောင်းနဲ့ကိုပိုက်ထည့်ပြီးတော့တရေတာနီကိုအသုံးပြုထားပေမဲ့မကျူးလုံးဝဓမ္မထာမထိန်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့မကျူးရဲ့ဒီညာနန်းယိုလေးကိုနေ့စဉ်နေ့တိုင်းစားပေးပါတယ်ရှင်။သူကဓမ္မထာလေးကိုပုံမှန်ဖြစ်စေပြီးတော့ထိန်နေချုပ်နေတယ်ဆိုလို့ရှိရင်လည်းဆင်းစေတယ်။ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာအကျွင်းဆန်မရှိဘဲနဲ့စင်းစီတာပေါ့နော်အမြဲတမ်းသူ့ကိုစားပေးမယ်ဆိုလို့ရှိရင်နော်စားပေးမယ်ကို့မှာလည်းဒီလိုပြဿနာလေးတွေရှိနေတယ်ဆိုရင်မကျူးနဲ့တိုင်ပင်ပြီးတော့စားသုံးလို့ရပါတယ်နော်